ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ညမှာရှင်မြန်ကစားသွားမယ့် Premier League နဲ့ Serie A ပွဲစဉ်တွေရဲ့ပွဲကြိုသုံးသက်ချက်တွေကိုတင်ဆက်ပေးကြပါမယ်။ Newcastle နဲ့ Chelsea ပြိုင်ပွဲဆောင်နောက်ဆုံးအင်ကွန်9ပွဲစလုံးမှာမရှုံးခဲ့ပဲ10ပွဲနိုင်ထားတဲ့ Newcastle ကို Chelsea က3-20ပြန်ပေးထားပါတယ်။ဒါပေမဲ့ရလပေါင်းစုံထွက်နေတဲ့ Chelsea ရဲ့လက်ရှိအဝေးကွင်းခြေကလည်းယုံကြည်စရာတော့မရှိပါဘူး။ Castle ရဲ့နောက်ဆုံး9ပွဲမှာတော့10ပွဲကအပြန်လည်သွင်းကိုရှိထားပါတယ်။အဲဒီလိုပဲ Chelsea ရဲ့နောက်ဆုံးအဝေးကွင်း6ပွဲမှာလည်း4ပွဲကအပြန်လည်သွင်းကိုရှိခဲ့တာပါ။ကိုပေါင်းစီ3လုံးပြန်40အစားနဲ့စိတ်ကြီးပတ်ကတော့9တန်တညံညံကြားရမှာပါရှင်။ဘုံမောင်းနဲ့ဗန်လီပရီးမီးယားလိဂ်ရဲ့9ပွဲဆက်နိုင်ပွဲပြောင်းထားတဲ့အသင်းနဲ့9ပွဲဆက်ရှုံးထားတဲ့အသင်းတို့ထိပ်တိုက်တွေ့ကြပါပြီ။ဘုံမောက်ကအင်ကွန်း2ပွဲဆက်9ပေါက်ပြောင်းထားပြီးမြဲ Chelsea Everton တို့လိုအသင်းနေနဲ့မှုပါရှင်။အရှုံးမရက်သေးတဲ့တန်းစင်းစုံတွေကဗန်လီကတော့အခုနောက်ပိုင်းမထူးဆက်ခံလာပါတယ်။ဘုံမောက်အင်ကွန်းဗန်လီနဲ့နောက်ဆုံးတွေ့ဆုံမှု6ပွဲမှာတော့9ပွဲကအပြန်အလှန်သွင်းကိုရှိခဲ့တဲ့ပြင်နှစ်ဖက်သွင်းကို3ဂိုးနဲ့အထက်လည်းရှိခဲ့တာပါ။ကိုပေါင်းစီ3လုံး45ပြအစားနဲ့ဘုံမောက်အရက်မှာဂိုးမိုးရွာရနှုန်းက80ရှိပါတယ်။ Brighton နဲ့ Sunderland တို့က Premier League မှာအခုမှပထမဆုံးအကြိမ်ဆုံမှုကြတာပါဒီအထက်မှာ Brighton ကနောက်ဆုံး3ပွဲဆက်နိုင်ပွဲပြောင်းထားပြီးတော့ဒီဇင်ဘာ Premier League ပွဲတွေမှာသူတို့နိုင်ပွဲပြောင်းနေတာက9ပွဲဆက်တောင်ရှိနေပါပြီ Sunderland ကတော့ပြီးခဲ့တဲ့အပတ်တုန်းက Derby နဲ့နိုင်ပွဲကြောင့်ယုံကြည်မှုမြင့်မားနေမှာပါကျောင်းnetတွေကနောက်ဆုံး Premier League 4ပွဲမှာလည်း City နဲ့တပွဲပဲရှုံးထားပါတယ် Brighton တလုံးပြား30အစားဆိုပေမဲ့ကျောင်းnetတွေကြောင့်ဇင်ယော်တွေအမြင့်ပြန်နိုင်မှာတော့မဟုတ်ပါဘူးMan City နဲ့ West Ham နံပါတ်အကွာနဲ့အာဆင်နယ်ကိုဖိအားပေးနေတဲ့ Man City ကဂျာရဲ့ကာရာဘောင်ကွာကြားတော့ကဟာလန်နဲ့ဒနာရာမာတို့လိုကစားသမားတွေကိုတော့မသုံးခဲ့ပါဘူး။ Premier League မှာအင်ကွန်9ပွဲစစ်အနိုင်နဲ့လက်ရှိ City ကရက်တက်မရလည်းဖြစ်နေတာပါ။တန်ဆင်ဇုံထဲမှာရက်ကန်ဖြစ်နေတဲ့ West Ham ကတော့ Man City နဲ့ Premier League အဝေးကွင်းတွေ့ဆုံမှုနောက်ဆုံး16ပွဲမှာ15ပွဲတောင်ရှုံးထားပါတယ်။ဂျာပြင်ဟမ်မာတွေက City နဲ့ Premier League တွေ့ဆုံမှုနောက်ဆုံး9ချိန်စလုံးမှာလည်းအနိုင်ဆုံး3ဂိုးနှုန်းပေးခဲ့ရပါတယ်။နှလုံးသွင်းအကြောပေးထားတဲ့ဟာလန်တို့ရဲ့သွင်းကိုတွေကိုရေတွက်ရမယ့် Etihad ညပေါ့ရှင်။ Wolves နဲ့ Brentford ဇယားအောက်ခြေက Wolves က9ပွဲဆက်အရှုံးနဲ့တူအခုချိန်ထိအရှုံးနွန်တွေကမထနိုင်သေးပါဘူး။ဒါပေမဲ့နောက်ဆုံး2ပွဲမှာအာဆင်နယ်နဲ့မန်ယူတို့ကိုဂိုးပြန်သွင်းနိုင်ခဲ့တာကသူတို့အတွက်တော့အပေါင်းလက္ခဏာစမ်းမှုတစ်ခုပါရှင်။ဒီအချိန်မှာဇယားအောက်ပိုင်းက Brentford ကလည်းအခုရာသီ Premier League ကအဝေးကွင်း10ပွဲမှာတပွဲသာနိုင်ပြီးတော့9ပွဲတောင်ရှုံးထားပါတယ်။ဒါပြင်ပြားတွေကအဝေးကွင်းပွဲတွေမှာအနှိမ့်ဆုံး2ဂိုးနှုန်းလဲပေးနေရပါတယ်။ဆိုတော့ဂိုးပေါင်းစီနှလုံး85ပြအရှုံးနဲ့မိုရီနော့မှာတော့ဂိုးတွေနဲ့ဖျော်ဖြေမှုစံသွားနိုင်ပါတယ်။စပါနဲ့လီဗာပူးပြီးခဲ့တဲ့အပတ် Nottingham ကွန်းကစိတ်ပြက်စရာခြေစွမ်းကတော့စပါနီးပြ Thomas Frank အပေါ်မှာဖိအားတွေပို့ပြီးတော့တိုးစေပါတယ်။မြောက်လန်ဒန်ကလပ်ကဒီရာသီအင်ကွန်းမှာလည်းတည်ငြိမ်မှုကင်းမဲ့နေတာပါရှင်။လီဗာပူးကတော့အခုနောက်ပိုင်းပြန်လည်လာပြီးတော့နောက်ဆုံး9ပွဲစလုံးမှာမရှုံးခဲ့ပဲ3ပွဲနိုင်ထားပါတယ်နော်။ဒါပြင်ဂျိုးဂျာနေတဲ့ဟာစပါနဲ့ Premier League တွေ့ဆုံမှုနောက်ဆုံး25ပွဲမှာလည်း18ပွဲနိုင်6ပွဲတည်နဲ့2ပွဲသာရှုံးခဲ့တာပါ။တည်80ပြန်ပြီးထားတဲ့ဂျိုးဂျာနေတဲ့မြောက်လန်ဒန်မှာအမြင့်ပြန်နိုင်မယ်ဆိုရင်တော့အံ့ဩစရာမရှိပါဘူးရှင်။ Everton နဲ့ Arsenal Everton ကအင်ကွန်းမှာနိုင်လိုက်ရှုံးလိုက်ဖြစ်နေပြီးတော့အဲ့ဒီ rhythm အတိုင်းသာဆိုရင်တော့အခုပွဲကရှုံးရမယ့်အလှည့်ပါရှင်။ဒါပြင် Manchester United ကတော့အဓိကကစားသမားတွေကိုဒဏ်ရာကြောင့်အပြင်အာဖရိကဖလားကြောင့်လည်းဆုံးရှုံးထားရပါတယ်။ Arsenal ကတော့ City ရဲ့ဖိအားပေးမှုကြောင့်ချန်ပီယံပြေးလမ်းမှာတစ်ချက်လေးတောင်အမှားခံလို့မရပါဘူး။ဂျာရက်ထဲပွဲမကန်ရလို့အသေးချာပြင်ဆင်ခွင့်ရထားတဲ့ Premier League မှာအဝေးကွင်း3ပွဲဆက်နိုင်ပွဲပြောင်းမှုကိုအဆုံးသတ်ဖို့လည်းအားခဲထားတာပါ။တလုံးပြား20အစားအကျော်ပေးထားတဲ့ဂန်နာတွေအဝေးကွင်းကြိုက်ခဲမှုအဆုံးသတ်ချိန်တန်ပါပြီရှင်။ Leeds နဲ့ Palaceနောက်ဆုံးပွဲဒီမှာတန်းစင်းဆောင်ကလက်က Leeds ရဲ့ရုံးနိုင်အားကိုမြင်လာရပါတယ်။နောက်ဆုံးအင်ကွန်း2ပွဲမှာဆိုရင် Leeds က Liverpool နဲ့ Chelsea တို့လိုအသင်းကြီးတွေကို3ဂိုးစီသွင်းနိုင်ခဲ့တာပါ။ Palace ကတော့ Premier League မှာအဝေးကွင်းနိုင်ပွဲဆက်နေပေမဲ့6ရက်အတွင်းပြိုင်ပွဲ3ရက်ကစားရမယ့်အခြေအနေကသူတို့တော်တော်အခြေစွမ်းကိုအနေနဲ့အများတော့တက်ရောက်မှုရှိနိုင်ပါတယ်။ဒါပြင် Palace က Leeds နဲ့အဝေးကွင်းတွေ့ဆုံမှုနောက်ဆုံး10ပွဲမှာလည်းတပွဲသာနိုင်ပြီးတော့9ပွဲတောင်ရှုံးထားတာပါနော်။တဲဆိုတဲ့ဖွင့်လမှုနဲ့အလဟန်လမ်းမှာဖြောင်တက်သားတွေအနှိမ့်ဆုံးတော့မကြရှုံးနိုင်ပါဘူး။လာဇီယိုနဲ့ခရီမိုနီစီအဆင့်8ဆိုပေမဲ့လာဇီယိုရဲ့လက်ရှိခြေစွမ်းကတည်ငြိမ်နေပါတယ်ရှင်။အိမ်ကွန်းမှာဆိုရင်တော့ပြိုင်ပွဲစုံနောက်ဆုံး9ပွဲစလုံးမရှုံးပဲ4ပွဲနိုင်ထားတာပါ။အခုနောက်ပိုင်းအရှုံးများနေတဲ့ခရီမိုနီစီကတော့နောက်ဆုံးအဝေးကွန်း9ပွဲမှာလည်း3ပွဲရှုံးထားပါတယ်။တလုံးပြား30အစားပေါက်တဲ့အင်ရှင်အရေးအောက်ကိုခိုးလုံရမှာပါရှင်။
ဂျူပင်တက်နဲ့ရိုမာအထက်အောက်အဆင့်၄နဲ့5ဆိုပေမဲ့ရိုမာကဂျူပင်တက်ထက်4မှတ်ပိုပြီးတော့များပါတယ်နော်ထိပ်ဆုံး6သင်းထဲမှာသူတို့2သင်းကသွင်းကိုအနည်းဆုံးဖြစ်နေကြတာပါလက်ရှိမှာကိုအောက်တွေစတိုက်ကန်နေသလိုဂျူပင်တက်နဲ့အဝေးကွင်းတွဲဆုံမှုနောက်ဆုံး7ပွဲမှာလည်း6ပွဲကဂိုးမများခဲ့ပါဘူးရှင်ဂိုးပေါင်းဈေးနှလုံး25ပြားအရှုံးသာရှိသလိုဂိုးအောက်ကပို့ပြီးတော့ကောင်းပါပါဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တာကတော့ဒီကနေ့ညမှာရှင်မြန်ကစားသွားမယ့် Premier League နဲ့ Serie A ပွဲစဉ်တွေရဲ့ပွဲကြိုသုံးသက်ချက်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်